2013ခုနှစ်တုန်းကကနေဒါနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ကြောက်မဲ့ဖွယ်ကားမတော်တဆမှုတစ်ခုဟာတရုတ်ဆောင်ဂျိုဝမ်ရဲ့ဘဝကိုထောင်ရပြောင်းလဲစေခဲ့ပါရီတချိန်ကအာရှမှာအလှဆုံးအမျိုးသမီးလို့တခဲနဲ့ရှီကျူးခံရတဲ့သူပါတန်းနဲ့ရှိတဲ့ယောက်ျားတွေကိုဖန်ဆားနိုင်ခဲ့ပြီးရုပ်ရှင်ဖလင်တိုင်းကိုအမှုပညာမြောက်တဲ့လက်ရအဖြစ်ပြောင်းလဲပေးခဲ့တဲ့သူမရဲ့မျက်နှာဟာအခုစတော့နာကျင်စရာခွဲစိတ်ပြုပြင်မှုတွေကိုခံယူနေရပါပြီအချိန်တွေကြာလာတာနဲ့အမျှခွဲစိတ်ဓာတ်ရောင်ရဲ့အမတ်အသားတွေကပို့ပို့ပြီးတော့ထင်ရှားလာရကနေသူမရဲ့မျက်နှာကပုံစံပြတ်ပြီးတော့ပရိသတ်တီတော်မမတ်မိနိုင်လောက်အောင်ဖြစ်သွားခဲ့ပါရီဒီလိုမျိုးခွဲစိတ်မှုတွေရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကသူမအသက်58နှစ်အရွယ်မှာထင်ရှားစွာပေါ်လာပြီးတော့မကြသေးခင်ကထွက်ပေါ်လာတဲ့သူမရဲ့ဓာတ်ပုံတွေဟာအာရှတော်လွှားကိုတုံ့လုံးစေခဲ့ပါရီသူမရဲ့အသားရည်ကတော့အရင်လိုမျိုးဖြူဖွေးချောမွေ့နေစေပါဒါပေမဲ့မျက်နှာကတော့တောင့်တင်းပြီးပုံမှန်မဟုတ်ဘဲနဲ့ဒေါင်းကျနေခဲ့ပါရီသူမနာမည်ကြီးခဲ့တဲ့အသိကိုကိုရိုင်းလက်နဲ့ပိတ်ပြီးတော့တကူတဲ့ခေါင်းဆောင်ကနေထိုင်ဖို့ရွေးချယ်ခဲ့ပါရီခင်မောမရှိသားသမီးမရှိဗုဒ္ဓဘာသာမှာစိတ်ငြိမ်းချမ်းမှုရှာဖွေနေပဲတဏိတာကိုကုံဆုံးနေခဲ့ပါရီဒါပေမဲ့တစ်ချိန်ကအာရှတိုက်လုံးကိုသိမ်းပိုက်ခဲ့တဲ့ဒီအလားမေဟာဘာကြောင့်များဒီကြည်ကွဲစရာကံကြမ္မာကိုခံစားခဲ့ရတာလဲပြီးတော့သူမရဲ့မအောင်မြင်ခဲ့တဲ့အလားပြုပြင်ခွဲစိတ်မှုတွေရဲ့နောက်ွယ်ကအမှန်တရားဟာပါများလဲဒီကနေ့မှာတော့တန်ပေါင်းများစွာသောပရိသတ်တွေရဲ့နှက်သမီးဒန်ဒရီလာအလားပိုင်ရှင်ဂျိုဝမ်ရဲ့ဝမ်းနဲ့ဖွေရာတကူတဲ့အဆုံးသက်ကိုပြန်လည်ကြည့်ရှုကြည့်အောင်ပါဂျိုဝမ်ကတော့1969ခုနှစ်ထိုင်ဝမ်ထိုင်ပေမြို့မှာမွေးဖွားခဲ့ပါရီမနမ3ယောက်အထက်ကမှအငယ်ဆုံးဖြစ်ပြီးတော့သူမရဲ့ဖခင်က professional ကစားသမားတစ်ယောက်ပါအဲ့ဒီမျိုးရိုးဗီဇကြောင့်ငယ်စဉ်ကတည်းကသူမဟာကောင်းမွန်တဲ့ကိုလုံးကိုပေါက်ကိုပိုင်ဆိုင်ပါရီအထက်တန်းကျောင်းတက်တဲ့အချိန်မှာဂျိုဝမ်ရဲ့အရက်ကအထင်ကြီးလောက်စရာ9ပေ9လက်မှရှိပါရီကျောင်းရဲ့ဘတ်စကက်ဘောအတင်းမှာအဓိကကစားသမားတစ်ယောက်ဖြစ်လာပါရီသူမရဲ့ထူခြားလှပတဲ့ရုပ်ရည်ကြောင့်ကွင်းထဲမှာဝင်ရောက်ရှင်ပြိုင်တဲ့အခါတိုင်းယောက်ျားလေးကျောင်းသားအမြောက်အများလာရောက်ကြည့်ရှုကြပါရီစတင်ခန်းထဲမှာထိုင်တဲ့အချိန်ဆိုရင်လေအထက်တန်းကျောင်းသားတွေကပဒင်းပေါက်ကနေသူမကိုငေးကြည့်ခဲ့ကြပါရီလိုက်တဲ့လူအရန်များတာကြောင့်မနေ့တိုင်းကျောင်းကိုရောက်တဲ့အခါမှာသူမရဲ့စပွဲအပေါ်မှာမုံနဲ့နနက်စာဝေအထက်လိုက်ပုံနေတပါရီကိုဘာတာအစားတော့ဝေစားဖို့တော့မလိုတော့ပါဘူးဒီတောက်ပါတဲ့အလှတရားကဆက်လက်အကျိုးပေးခဲ့ပါရီဂျိုဝမ်တရားအမှုပညာကြောင့်တက်ရောက်တဲ့အခါမှာသူမရဲ့မွေးရပါရုပ်ရည်ကြောင့်လုပ်ငန်းနယ်ပယ်ကလူတွေရဲ့အာရုံစိုက်မှုကိုတပိဖြည့်ရှင်ရရှိခဲ့ပါရီသူမဟာ editor အတွက်ကြောင်ရမော်တဲ့အဖြစ်ရွေးချယ်ခံရပြီးတော့ထိုင်ဝမ်ကအချိုရည်ကမ္ပဏီကြီးတစ်ခုနဲ့လည်းလက်တွဲလုပ်ကင်ခဲ့ပါရီကျောင်းမပြီးခင်မှာတော့မှသူမဟာဖျော်ဖြေကမ္ပဏီတစ်ခုနဲ့စာချုပ်ဆိုပြီးတော့ SYB ခူဘိုင်းဒလိတ်တစ်စီယာဆိုတဲ့ရုပ်ရှင်နဲ့ပွဲဥထွက်ခဲ့တီပါရီဒီပထမဆုံးရုပ်ရှင်ကလေးကဂျိုဝမ်ကိုအမျိုးသမီးဆက်ဆောင်အဖြစ်ရိုက်ကူးခဲ့ရကနေသူမရဲ့တရုပ်ဆောင်ဘဝစတင်ခဲ့ပါရီ16နှစ်အရွယ်မှာသူမကပခုံးအထိစပင်းအတိုမျက်လုံးဝိုင်းကြီးကြီးနဲ့အပြစ်ကင်းစင်မှုကိုဖော်ကျူးနေခဲ့တဲ့ပန်းရောင်ဘားပြင်းတဲ့အတူတာမန်မဟုတ်တဲ့အလားတရားကိုပိုင်ဆိုင်ပါရီထူးဆန်းတဲ့တိုက်ဆိုင်မှုတစ်ခုကတော့ဂျိုဝမ်ရဲ့ပထမဆုံးစက်ရုပ်ဟာရှေ့ဟောင်းဖျားเจ้าတစ်เจ้าမှာနေထိုင်တဲ့ပြန်လည်ဝင်စားခွင့်ကိုစောင့်ဆိုင်နေတဲ့တရေမတစ်ကောင်ဖြစ်ပါရီဒါဟာဖြစ်လာမယ့်ကံကြမ္မာကိုတိတ်ရစိနမိတ်ပြနေတယ်လို့ပါသူမရဲ့ပွဲဥထွက်ရုပ်ရှင်ကနောက်တစ်ချိန်မှာအောင်မြင်မှုစီပို့ဆောင်ပေးမဲ့ခုံပြန်ကြော်လွှားရာလမ်းစာဖြစ်လာခဲ့ပါရီကိုရန်ဟော့ရုပ်ရှင်စုပေးပွဲကိုဟောင်ကောင်ရဲ့ Korean Harvest Studio ကိုဆလေမူနာဖောင်တက်ရောက်ခဲ့ပါရီဂျိုဝမ်ပါဝင်တဲ့စက်ဝင်ခန်းတွေကိုမြင်တဲ့အခါမှာတော့လုံအပ်ကိုအံ့အားသင့်သွားခဲ့ပြီးဒီမသွေးရသေးတဲ့စိန်ပွင့်လေးမှာကြီးမားတဲ့အလားအလာရှိတဲ့အကြောင်းသိမြင်ခဲ့ရပါရီဒီဘက်ဆုံတော်တဲ့ယတနာကိုခေါ်ယူဖို့အတွက်မူနာဖောင်ကဂျိုဝမ်ရဲ့မိသားစုကိုဂရိုင်းကိုကြစီယုံခဲ့ပြီးစာချုပ်ဖြတ်သိမ်းခြင်းပေးချေကသူမကိုဟောင်ကောင်စီခေါ်ဆောင်ပြီးတော့အမှုပညာလုပ်ငန်းကိုတရားဝင်စတင်ခဲ့ပါရီဟောင်ကောင်မှာဂျိုဝမ်ကအထူးတလဲကျူဆိုင်မှုတွေရရှိခဲ့ပါရီတဦးထဲနေဖို့အဆောင်ပေးထားတယ်လို့ကန်တုံစကားနဲ့အင်္ဂလိပ်စာသင်ကြားပေးမဲ့ဆရာဝေကလည်းထားပြပါရီဒါအပြင်မိုနာဖောင်ဂရိုင်းကအဓိကပွဲကြီးပွဲကောင်းဝေစီခေါ်သွားပြီးတော့မီဒီယာဝင်နဲ့ရင်းနှီးဖို့အခွင့်အလမ်းတွေဖန်တီးပေးခဲ့ပါရီမင်းသမီးအသစ်တွေအများစုဟာစက်ဖို့နေရာကနေရုန်းကန်ရပေမဲ့ဂျိုဝမ်ကတော့ဟောင်ကောင်ဖြော်ဖြေလောကအထက်ခြေချတာနဲ့တပြိုင်နက်တည်းဆက်ဆောင်နေရာကိုသာအများစုရရှိခဲ့ပါရီဒါအပြင်သူမနှစ်သက်ရာစိတ်ညွှန်းတွေကိုရွေးချယ်ခွင့်ပါပေးထားခဲ့ပါရီဒီလိုထောက်ပံ့မှုတွေကြောင့်ကန်တုံစကားကိုမကျွမ်းကျင်သေးပေမဲ့ချောင်ယုံဖတ်နဲ့ဆမ်မြူရယ်ဟွေတို့လိုမျိုးထိတ်တန့်မင်းသားနဲ့အတူတွဲဖက်တရုပ်ဆောင်ဖို့အခွင့်အရေးတွေရရှိခဲ့ပါရီဒီအခြေအနေတွေကမနာလိုမှုတွေကိုအလွယ်တကူဖြစ်စေခဲ့ပြီးသူမကိုလွတ်ဖို့ကင်ဖက်တွေရဲ့တူတိတ်တိုက်ခိုက်မှုကလည်းကြိမ်ပေါင်းများစွာကြုံခဲ့ပါရီဒါပေမဲ့ဂျိုဝမ်ကစိတ်ဓာတ်မကျခဲ့ပါဘူးရက်30အတွင်းကန်တုံစကားကိုလုံးဝကျွမ်းကျင်သွားခဲ့ပြီးတော့သူမရဲ့အမှုပညာခရီးမှာအကြီးမားဆုံးအသားစီးကိုဖယ်ရှားပြစ်နိုင်ခဲ့ပါရီဆွဲမလျှော့တဲ့ဂျိုးပန်းမှုရဲ့နောက်မှာဆိုရင်အောင်မြင်မှုကနောက်ဆုံးတော့ပြုံးပြခဲ့ပါရီFlaming Brother ရုပ်ရှင်ဟာအမေရိကန်ဒေါ်လာ2တန်းဝင်ငွေရခဲ့ပြီးတော့အဲ့ဒီနေ့ရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်12ကားထဲမှာပါဝင်ခဲ့ပါရီပရိသတ်တွေရဲ့နှလုံးသားကိုသူမကအလွယ်တကူဆွဲဆောင်နိုင်ခဲ့တာပါသူမရဲ့အပြုံးတစ်ခုအကြည့်တစ်ချက်ထဲကပဲပရိသတ်တွေကိုရင်ခွန်အောင်လုပ်နိုင်ခဲ့ပါရီ
ပရိသတ်တွေကဆက်လန်းကိုကြည့်ဖို့တက်မဟုတ်ဘဲနဲ့သူမရဲ့အရန်ကိုလှပတဲ့အလားတရားကိုရှုစားဖို့အတွက်ရုပ်ရှင်ကိုလာကြပါလိ1989ခုနှစ်မှာဒရိုက်တာဆူရီဟတ်ကရှေ့အောင်စာပေကိုအခြေခံပြီးတော့တဘဝလွန်ရုပ်ရှင်ဖြစ်တဲ့ Shiny Ghost Story ကိုထုတ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါလိအစအပိုင်းမှာတော့အရာအလုံးအဆင်ပြေချောမွေ့ခဲ့ပြီးမြဲမင်းသားနဲ့မင်းသမီးရွေးချယ်တဲ့အခါမှာတော့စိန်ခေါ်မှုတွေရှိခဲ့ပါလိLeslie Sean ဟာရှေးခေတ်ရုပ်ရှင်တွေကိုတဘောမကြတာကြောင့်သူ့ကိုအချင်းအတော်ကြာစီယုံခဲ့ပါလိဒါပေမဲ့အမျိုးသမီးဆက်ဆောင်ဖြစ်တဲ့နီရှောင်ရှမ်းနေရာအတွက်တရေရောက်ကိုရှာဖွေရတာကပိုလို့အောင်မှခက်ခဲခဲ့ပါလိဂျိုဝမ်ဟာဒီ project အကြောင်းကြားတဲ့အခါမှာသူမကိုယ်တိုင်တွားရောက်တရုတ်ဆောင်ခွင့်တောင်းဆိုခဲ့ပေမဲ့အပေချခံခဲ့ပါလိသူမကအရက်ရှည်လွန်ပြီးတော့လင်းလက်တောက်ပတဲ့ခစ်မိတဲ့စက်ရုပ်ဝင်းနဲ့သာယဉ်နီးနေတာကြောင့်နူးညံပြီးဝမ်းနဲ့နေတတ်တဲ့စက်ကောင်နဲ့မတင်တော့ဘူးလို့ခံစားခဲ့ကြလို့ပါဒါပေမဲ့ဂျိုဝမ်ကတော့အလွယ်တကူလက်လျှော့တတ်သူမဟုတ်ပါဘူးသူမကဒရိုက်တာနဲ့ဓာတ်ရိုက်တွေ့ဆုံဖို့အတွက်နီလန်းရှာဖွေခဲ့ပါလိသူမရဲ့ဆွဲလုံးလကနောက်ဆုံးမှာဒီပါရမီရှင်ရုပ်ရှင်ရိုက်ကူးတူကိုစိတ်လုံရှားစေခဲ့ပါလိဒါကြောင့်သူမကိုအခွင့်အရေးပေးဖို့ဆုံးဖြတ်ခဲ့ပြီးတော့သူမရဲ့အရက်နဲ့ကိုက်ညီအောင်ဝတ်စုံတွေကိုပြင်ဆင်ခိုင်းခဲ့ပါလိဂျိုဝမ်ဟာအဖြူအောင်ဝတ်စုံကိုဝတ်ဆင်ပြီးရိုက်ကွင်းပေါ်ခြေချလိုက်တဲ့အခါမှာလူပိုင်းအသက်ရှူရက်သွားခဲ့ကြပါလိဒီရွေးချယ်မှုကိုဘယ်သူမှမေးခွန်းမထုတ်တော့ပါဘူးကင်မရာမန်ဘလူးအရှိမသူမရဲ့နှဖျားဆန်တဲ့ဒီကဘာကမဟုတ်တဲ့အလားဟာပုံပြင်ထဲကမြေခွေးနှဆိုးမဝေကိုဖုံညွှန်းနေခဲ့ပါလိလူသားလည်းမဟုတ်တရေလည်းမဟုတ်တဲ့တရုတ်ရုပ်ရှင်သမိုင်းတစ်လျှောက်အလားဆုံးတရေမှစက်ရုပ်တွေအထက်ကတစ်ခုကိုတရားဝင်မွေးဖွားလိုက်တယ်လို့ပါA Shiny Ghost Story ဟာလွန်ခဲ့တဲ့အနှစ်30ကျော်ကထွက်ရှိခဲ့ပေမဲ့ဒီကနေ့အချိန်ထိစိတ်ကူးရဲ့အချစ်ဇလံမျိုးအစားမှာဒန်နရီလာလက်ရဖြစ်တည်ရှိနေစေပါကြောက်စရာကောင်းတဲ့ရုပ်ရည်ချွန်ထက်တဲ့လက်သေးတွေမရှိပဲသူမဟာစင်ကြယ်တဲ့နူးညံ့တဲ့နှဖျားစမ်းကြယ်တဲ့အလှတရားကိုသာပိုင်ဆိုင်ထားခဲ့ပါလိသူမရဲ့မျက်လုံးတွေမှာအမြဲတမ်းဖော်မပြနိုင်တဲ့ဝမ်းနည်းမှုတစ်ခုရှိနေခဲ့ပြီးပရိသတ်တွေကိုကျူနာစိတ်နဲ့နာကျင်စေကမမေ့နိုင်တဲ့ဆွဲမဲမှုကိုခြံထားခဲ့ပါလိလူအများကသူမရဲ့မျက်နှာကိုတစ်ချိန်လောက်ကြည့်ရရင်တော့အသက်ဆုပ်ယူခံရပြီးတည်ရဲတဲ့လူအမနောက်ပြောင်ခဲ့ကြသေးပါလိ1980ကနေ1990ပြည့်နှစ်ကြားကမျိုးဆက်တွေဟာဒီရုပ်ရှင်ရဲ့စက်ဝင်သေးကိုတေချာပေါက်တီဆိုနိုင်ကြတယ်လို့အစစ်အမှန်ပရိသတ်တွေဆိုတော့ဂျင်းဝွန်ရဲ့ rap စာသားကြော်မှမမိနိုင်ကြပါလိဒီရုပ်ရှင်ထွက်ပြီးနောက်အပြင်းထန်တုံ့ပြန်မှုရရှိခဲ့ုံတမန်ကအဲ့ဒီခေတ်ကဟာတာနဲ့အရှင်ရုပ်ရှင်တွေရဲ့လွမ်းမိုးမှုကိုချိုးဖျက်ခဲ့ပြီးတော့တိုင်းပညာနဲ့စိတ်ကူးရဲ့ရုပ်ရှင်အမျိုးအစားအတွက်လမ်းကြောင်းတစ်တစ်ခုကိုဖောက်ပေးခဲ့ပါလိအနုပညာပိုင်းအရာလဲ Shiny Ghost Story ဟာ Golden Hawk ဆု၄ဆု Hong Kong Film Award ဆု၄ဆုရခဲ့ပြီးတော့တရုတ်ရုပ်ရှင်လောကရဲ့အကြီးဆုံးလက်ရတရားစည်းရင်းမှာပါဝင်ခဲ့ပါလိ Shiny Ghost Story ထွက်ရှိပြီးတဲ့နှစ်မှာပဲထိုင်ဝမ်ဆိုတော့ရှီရှင်းကသူ့ရဲ့ Love It Grow With Flower ဆိုတဲ့ရုပ်ရှင်အတွက်အမျိုးသမီးဆက်ဆောင်နေရာမှာဂျိုဝမ်ကိုရွေးချယ်ခဲ့ပါလိတယောစားလိုပဲသူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုကလေးကနေရောက်စလုံးတယောက်ကိုတယောက်တဘောမကျခဲ့ကြပါဘူးဂျိုဝမ်ကသူ့ကိုအရက်ပုလွန်းတယ်လို့ထင်ခဲ့ပြီးသူကလည်းသူမကိုအေးဆက်ပြီးတော့ခင်မင်ဖို့အတွက်ခက်တယ်လို့ယူဆခဲ့ပါလိရိုက်ကွင်းပေါ်ကအငွေအသက်ကိုထိခိုက်မှဆွေးနာကြောင့်ထုတ်လို့ရအဖွဲ့ကရှီရှင်းကိုဂျိုဝမ်အားစက်ဝင်သေးတီဆိုနီတင်ကြားပေးဖို့စီစဉ်ခဲ့ပါလိမထင်မှပဲအဲ့ဒီတချင်းလေးကျင်ခန်းနေတဲ့အတူတူရုပ်ရှင်ရိုက်ကူးရင်းနဲ့ပဲကုံဆုံးခဲ့တဲ့အချိန်တွေကသူတို့နှစ်ယောက်အကြားမှာတပိပိချင်းချစ်ချင်းမေတ္တာကိုမိပွားစေခဲ့ပါလိပြဿနာတစ်ခုတည်းရှိတာကတော့ဒီအချစ်ဇလန်ဟာအစကတည်းကအသားစီးဝင်နဲ့ပြည့်နေနေခဲ့တာပါသူတို့ရဲ့အသက်မွေးကြောင်လုပ်ငန်းတွေကလုံးဝကိုမတူညီတဲ့ကမ္ဘာဝေးမှာရှိနေခဲ့ပါလိဟောင်ကောင်မှာထုတ်လုပ်သူအများအများကဂျိုဝမ်ကိုတရက်မှစက်ရုပ်တွေဆက်လက်တရုပ်ဆောင်ဖို့အတွက်ငွေအများကြီးပေးဖို့အသင့်ရှိနေခဲ့ပါလိတစ်ချိန်တည်းမှာပဲထိုင်ဝမ်မှာရှီရှင်းကသူ့ရဲ့အချစ်တချင်းတွေနေရာတိုင်းမှာပဲ့တင်ထပ်နေပြီးတော့ကြော်ကြားမှုရဲ့အထွတ်ထိပ်ကိုရောက်နေခဲ့ပါလိဒါကြောင့်သူတို့နှစ်ယောက်ဟာသူတို့ရဲ့ခံစားချက်တွေကိုစမ်းဝဲဝင်းသားနဲ့တဝေါအောင်ဆိုင်လိုမျိုးတချင်းတွေထဲမှာထည့်သွင်းဖော်ပြနိုင်ခဲ့ပါလိဒီတချင်းတွေဟာသူတို့ရဲ့ချိန်သွင်းမှုတွေကိုမှတ်တမ်းတင်ခဲ့အောင်တမကရှီရှင်းကိုတရုတ်ပြည်မကြီးမှာဖျော်ဖြေပွဲကျင်းပနေတဲ့ပထမဆုံးထိုင်ဝမ်အစိုးရဖြစ်လာအောင်ကူညီပေးခဲ့ပါလိဒါပေမဲ့သူတို့ရဲ့ဆက်ဆံရေးကအသက်မွေးကြောင်ကိုထိခိုက်မှဆွေးနာကြောင့်လိုအပ်ထားဖို့ဖိအားပေးခံခဲ့ပါလိအကြိမ်များစွာပြတ်တောက်လိုက်ပြန်ပေါင်းလိုက်လှုပ်ပြီးနောက်သူတို့ကနောက်ဆုံးတော့လမ်းခွဲခဲ့ကြပါလိဟောင်ကောင်ကိုပြန်လာပြီးနောက်ဂျိုဝမ်ဟာတရေမှစက်ရုပ်တွေမှာအထူးပြုတဲ့မင်းသမီးဆွဲသူမရဲ့ဘွဲကိုဆက်လက်ထိန်းသိမ်းထားခဲ့ပါလိA Shiny Ghost Story ရဲ့နောက်ဆက်တွဲနှကားမှာပါဝင်ခဲ့ုံတမကနတ်ဆိုးရည်နဲ့မငြိမ်မသက်ဖြစ်နေကြတဲ့ဝိညာဉ်တွေအဖြစ်ကိုလည်းဆက်လက်ပြောင်းလဲတည်ဆောင်ခဲ့ပါလိဒရိုက်တာနဲ့ထလုတ်တွေကသူမကိုအထူးတလဲရှာဖွေခဲ့ကြပါလိဘာကြောင့်လဲဆိုတော့ဝမ်းနဲ့ဖွယ်တရေမှရဲ့ပုံရိပ်ဟာပရိသတ်တွေရဲ့စိတ်ထဲမှာနည်းနည်းရှိုင်းဆွဲထင်နေခဲ့လို့ပါအဲ့ဒီအချိန်တုန်းကဂျိုဝမ်ပါဝင်တရုပ်ဆောင်နေတဲ့ပရိသတ်တွေကလက်မှတ်ဝယ်ဖို့ဆန္ဒရှိခဲ့ပါလိဒီကြားထဲမှာပဲသူမကစက်ရုပ်တိုင်းကိုမတူညီတဲ့အရာတစ်ခုယူဆောင်လာဖို့အမြဲကြိုးစားခဲ့ပါလိ Shiny Ghost Story 3မှာသူမရဲ့လိုသက်စက်ရုပ်ကပို့ပြီးတော့ဖြက်လက်ပြီးချစ်စရာကောင်းတဲ့ကိုတတိပြုမိနိုင်ခဲ့ပါလိထိလန့်စရာရုပ်ရှင်ဖြစ်တဲ့ The Beheaded 1000မှာဆိုတော့ဆွဲမဲ့ဖွယ်ကောင်းတဲ့လုံးဝမောင်မဲ့တဲ့စိုးသွမ်းတဲ့လူဆိုးစက်ရုပ်ကိုပါပေးစွမ်းခဲ့ပါလိဂျိုဝမ်ရဲ့အလှတရားကဟောင်ကောင်ကိုတမကအာရှတတိုက်လုံးကိုသိမ်းပိုက်ခဲ့တာပါ
အထူးသဖြင့်ဂျပန်မှာသူမကအရန်ချစ်မြတ်နိုးခံရပြီးတော့ဓာတ်ပုံစုံတွေထုတ်ဝေဂျပန်ဘာသာစကားနဲ့အေဗန်အတန်သွင်းခဲ့တယ်လို့ကြောင်ရစာချုပ်တွေအများကြီးချုပ်ဆိုခဲ့ပါရီကြော်ကြားမှုနဲ့သူရှောင်လဲလို့မရတဲ့ချင်းချောက်မှုနဲ့ဖိအားတွေကလည်းပါလာခဲ့ပါရီဟောင်ကောင်ရုပ်ရှင်လောကရဲ့ရွှေခေတ်မှာရုပ်ရှင်ရိုက်တာဟာငွေပုံနေတဲ့လိုမျိုးဖြစ်နေခဲ့ပြီးတော့မြောက်အဖွဲ့အစည်းတွေကဖျော်ဖြေလုပ်ငန်းအထည်ကိုကြားရှိစွာထိုးပေါက်ဝင်ရောက်နေခဲ့ကြပါရီထိတ်တန့်ကျေပွင့်တွေကတော့မှအမြဲတမ်းတတိထားနေကြတာပါဘယ်သူမှမဆန့်ကျင်ရဲခဲ့ကြပါဘူးဘာကြောင့်လဲဆိုတော့နောက်ဆက်တွဲစိုးကျိုးတွေကိုလူတိုင်းသိကြလို့ပါဂျိုဝမ်ဟာအန်ဒီရရှိတဲ့ဆက်သွယ်မှုတွေနဲ့ဝဝေးနေဖို့အမြဲတမ်းကြိုးစားခဲ့ပေမဲ့ဒီကျန်းတန်းတဲ့ပတ်ဝန်းကျင်ကနေလုံးဝတော့မလွတ်မြောက်နိုင်ခဲ့ပါဘူးဘလို့ပဲဖြစ်သူမရဲ့တရုပ်ဆောင်စွမ်းဆောင်ရည်ကတော့ဆက်လက်တိုးတက်နေခဲ့ပါရီဒါပေမဲ့ဖျော်ဖြေလုပ်ငန်းဆိုတာကထိန်းချုပ်လို့မရတဲ့အရာတွေနဲ့ပြည့်နေနေခဲ့တဲ့ရှုပ်ထွေးတဲ့ကဘာတစ်ခုပါဂျိုဝမ်ဟာတနစ်ကိုရုပ်ရှင်ရှစ်ကအထိရိုက်ကူးခဲ့ရတဲ့အချိန်တွေလည်းရှိပါရီသူမရဲ့ရိုက်ကူးအချိန်စရာကအရန်ပြည့်နေတာကြောင့်တရက်တော်မှနားရှိမရပါဘူးတခါတုန်းကဆိုရင်သူမကအိတ်မပြောပဲ၄ရက်၄ညဆက်တိုက်ရိုက်ကူးခဲ့ပါရီအလွန်အကျွံဖိအားဝေကြောင့်သူမဟာငင်းချမ်းတဲ့ဘဝကိုရှာဝေဖို့ဖျော်ဖြေလုပ်ငန်းကနေထွက်ခွာဖို့အကြိမ်ကြိမ်စဉ်းစားခဲ့ပူတေပါရီဂျိုဝမ်ရုန်းကန်နေရတဲ့အချိန်မှာသူမကိုတိတ်တဆိတ်လိုက်နေတဲ့ဘီလီယံနာပီတာလမ်ကအဆက်မပြတ်ဝင်ရောက်ကူညီပေးခဲ့ပါရီသူကသူမကိုဒေါ်လာ6တန်းကျော်တန်တဲ့အင်ဂျီတစ်လုံးလက်ဆောင်ပေးပြီးတော့ဒီအလားပိုင်ရှင်နှလုံးသားကိုရဖို့ငွေကိုတွန့်ဆုံခြင်းမရှိဘဲသုံးဆွဲခဲ့တာပါဒီဆွဲနဲ့ရင်ဆိုင်ရတဲ့အခါမှာသူတို့နှစ်ယောက်ကလူတိရှင်ကြားချစ်သူတွေဖြစ်လာခဲ့ပါရီပီတာလမ်ဟာသူမအပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကအတီးကျဖြစ်တဲ့အကြောင်းတက်တည်ပြဖို့အတွက်ကွာရှင်းပြေစာမှာအမေရိကန်ဒေါ်လာ914တန်ပေးဖို့တော့မှသဘောတူခဲ့ပါရီဒါပေမဲ့ပိုက်ဆံကအိမ်ထောင်ရေးကနေလွတ်မြောက်မှုကိုဝယ်နိုင်ပေမဲ့မိသားစုရဲ့လက်ခံမှုကိုမဝယ်နိုင်ခဲ့ပါဘူးပီတာလမ်ရဲ့မိခင်ကဂျိုဝမ်ကိုလူသိရှင်ကြားလင်ခိုးသူအဖြစ်ပြစ်တင်ဝေဖန်ခဲ့ပြီးတော့သူ့ကိုချွေးမအဖြစ်ဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့ကြေညာပါရီအဲ့ဒီမိမကိုဒီအိမ်ထဲခြေချခွင့်ပေးမဲ့အစားသူ့မိမကိုစွန့်ခွာတာကိုပို့တဘောကြတယ်လို့ပွပွင့်လင်းပြောဆိုခဲ့ပါရီဒီထုတ်ပြန်ချက်ဟာမကြခင်မှာလူသိရှင်ကြားအာယုံဆိုင်မှုခံရပြီးတော့အခြေအနေပိုဆိုးစေခဲ့ပါရီဂျိုဝမ်ရဲ့နာမည်ကုံသတင်းကကျဆင်းသွားခဲ့ပါရီသူမကိုကြောင်းဝင်ဖြတ်စည်းသူအဖြစ်တစိမ့်ကတ်ခံခဲ့ရပြီးတော့အိမ်ထောင်ဖြတ်တဲ့သူအဖြစ်ပြစ်တင်ဝေဖန်ရှင်တဲ့ပြင်းထန်တဲ့လူထုတိုက်ခိုက်မှုတွေကိုခံခဲ့ပါရီသူမရဲ့အနုပညာခီးကထိမနိုင်သိမ်းမရကျဆင်းခဲ့ပြီးနောက်ဆုံးမှာအရှုပ်တော်ပုံကနေလွတ်မြောက်ဖို့အတွက်ဟောင်ကောင်ကနေကနေဒါကိုထွက်ခွာခဲ့ပါရီပီတာလမ်ကသူမနဲ့လင်းမြစွာလမ်းခွဲပြီးတခြားမင်းသမီးတွေကိုလိုက်နေခဲ့ပါရီနောက်ပိုင်းပြန်ကြားလိုက်ရတဲ့စကားတစ်ခွန်းကတော့ပီတာလမ်ဟာဂျိုဝမ်ကလာတဲ့အတွက်တွဲလိုက်တာဖြစ်တဲ့အကြောင်းတခြားဘာမှမရှိတဲ့အကြောင်းပြောခဲ့ဖူးတာကိုထုတ်ဖော်ပြောပြခဲ့ပါရီဒါဟာသူ့တောင်းတဲ့စကားတစ်ခွန်းဖြစ်ပေမဲ့ရင်ခွဲလောက်အောင်ရက်ဆက်တဲ့စကားပါသူမရဲ့အခက်အခဲဆုံးအချိန်မှာသူမရဲ့ရေးစာဟောင်းအဆိုတော်ရှီရှင်းကရှေ့ထွက်ပြီးတော့ခုခံကာကွယ်ပေးခဲ့ပါရီသူတည်တဲ့ဂျိုဝမ်ဟာရီမန်ချက်ပစ္စည်းဥစ္စာလိုရှင်တတ်မှတ်မှုမရှိတဲ့သူဖြစ်တဲ့အကြောင်းအတည်ပြုခဲ့ပါရီရှီရှင်းရဲ့ရိုးသားတဲ့စကားတွေကသူမရဲ့နှလုံးသားကိုထိမိပြီးသူတို့နှစ်ယောက်ပြန်လည်ပေါင်းစည်းဖို့ဆုံးဖြတ်ခဲ့ပါရီအဲ့ဒီနောက်သူတို့ဟာသူတို့ရဲ့အချစ်ကိုဝက်ထားခြင်းမရှိဘဲနဲ့လူမြင်ကွင်းမှာမကြာခဏအတူတူပေါ်လာပါရီသူတို့ရဲ့ဆက်ဆံရေးကလေးနဲ့ကြောင်တက်တည်ပြဖို့ရှီရှင်းမှာနှစ်ပေါင်းများစွာထားရှိခဲ့တဲ့သူ့ရဲ့သပင်အရှိကတော်မှာဖျက်တောက်ပြစ်ခဲ့ပါရီသူတို့ရဲ့အချစ်တွေရင်းကျက်လာတဲ့အခါမှာဂျိုဝမ်ကပျော်ရွှင်မှုနဲ့သူမင်္ဂလာဆောင်ဖို့စီစဉ်နေခဲ့ပါရီထိုင်ဝမ်မှာအိမ်တလုံးဝယ်ယူခဲ့ပြီးမင်္ဂလာဆောင်အခမ်းအနားကိုစီစဉ်ဖို့အတွက်တိဘက်မှာရှိတဲ့မြတ်စွာဘုရားရှင်ဒရမာကင်းကိုကိုရိုင်းကိုကြတွားရောက်တောင်းဆိုခဲ့ပါရီဒါပေမဲ့သူတို့ရဲ့အချစ်ကလပတဲ့အဆုံးသတ်ကိုရလိမ့်မယ်လို့လူပိုင်းယုံကြည်နေတဲ့အချိန်မှာနောက်ထပ်အမုံတိုင်းကရိုက်ခတ်လာခဲ့ပါရီရှီရှင်းရဲ့စနီဟောင်ဖြစ်သူဟာသူတို့ရဲ့သားလေးရှီရှမ်နဲ့အတူရုတ်တရက်ပေါ်လာခဲ့တာပါသူမကသတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပြီးတော့အဆိုတော်ဟာသူမနဲ့သူတို့ရဲ့ကလေးကိုစွန့်ပစ်ခဲ့တဲ့အကြောင်းလူသိရှင်ကြားဆွဆွဲကငွေကြေးထောက်ပံ့မှုတောင်းဆိုခဲ့ပါရီဒါပေမဲ့အမှန်တရားကလုံးဝကိုကွာခြားနေခဲ့ပါရီရှီရှင်းဟာသူတို့လမ်းခွဲပြီးမှပဲကလေးရှိနေတာကိုသိခဲ့ရတာပါအဲ့ဒီအချိန်တစ်လျှောက်လုံးသူတို့နှစ်ယောက်တိတ်တဆိတ်ထောက်ပံ့ပေးနေခဲ့တာပါသူ့ရဲ့စနီဟောင်ကဒီအရာအလုံးကိုထုတ်ဖော်ဖို့အတွက်ဆုံးဖြတ်ခဲ့တဲ့အကြောင်းရင်းကတော့ရှီရှင်းပြန်လဲလက်ထပ်ပြီးတဲ့နောက်မှာသူမရဲ့သားကိုစွန့်ပစ်မှကိုကြောက်နေလို့ပါပဲလို့ပြောပြခဲ့ပါရီအရှုပ်တော်ဖုံနဲ့ရင်ဆိုင်တဲ့အခါမှာအဆိုတော်ကမပုံးရှောင်ခဲ့ပါဘူးသူ့ရဲ့အသိကိုရိုးသားစွာအတိမတ်ပြုခဲ့ပြီးတော့ဖခင်ဖြစ်ကြောင်းအတိပြုဖို့အတွက် DNA စစ်ဆေးဖို့တောင်းဆိုခဲ့ပါရီအန်အိုစီယာကဂျိုဝမ်ဟာတခြားသူတွေထက်ပိုပြီးစိတ်တဘောထားကြီးမြတ်ကြောင်းတက်တည်ပြခဲ့ပါရီသူမကစမ်းသပ်မှုတောင်းဆိုတာဟာတစ်ချိန်ကသူ့ကိုချစ်ခဲ့တဲ့အမျိုးသမီးကိုလူတိရှင်ကြားစော့ကားရှင်ဖြစ်လိမ့်မယ်လို့အကြံပေးခဲ့ပြီးနောက်ပိုင်းမှာကလေးကိုလက်ခံဖို့သူ့ကိုဆွဲဆောင်ခဲ့ပါရီစမ်းသပ်မှုရလဒ်ကတော့ကလေးဟာတကယ်ပဲရှီရှင်းမြတ်တာအရင်ဖြစ်တဲ့အကြောင်းအတည်ပြုခဲ့ပါရီအဆိုတော်ဟာဖခင်တယောက်ဖြစ်သူ့ရဲ့တာဝန်ကိုတရားဝင်လက်ခံခဲ့ပါရီဒါပေမဲ့ဒီအဖြစ်အပျက်ကဂျိုဝမ်ကိုသူ့ရဲ့အနာဂတ်အားပြန်လည်စဉ်းစားစေပါရီစီစဉ်ထားတဲ့မင်္ဂလာပွဲမရေရာတော့ပါဘူးဒါကြောင့်သူမကအနုပညာလောကကနေထွက်ခွာပြီးနိုင်ငံခြားမှာပညာသင်ကြားဖို့ရွေးချယ်ခဲ့ပါရီ2001ခုနှစ်မှာ9နှစ်ကြာပျောက်ကွယ်နေခဲ့ပြီးနောက်သူမကပီအိုနီပါပီလီယန်ရုပ်ရှင်နဲ့ရုပ်ရှင်မျက်နှာပြင်ပေါ်ပြန်လာပါရီဒါပေမဲ့ဒါဟာသူမရဲ့နှုတ်ဆက်ပွဲဖြစ်ပါရီ
သူမရဲ့နောက်ဆုံးအင်တာဗျူးမှာဆိုရင်ဂျိုဝမ်ရဲ့မျက်လုံးထဲမှာမျက်ရည်ပြည့်ခဲ့ပါရီသူမပြောခဲ့တာကတော့ကျမနဲ့အစကတည်းကအခုချိန်ထိချိနေခဲ့တဲ့ပရိသတ်တွေရှိပါရီတကယ်ကိုကျေးဇူးတင်ပါတယ်လို့ပြောခဲ့ပါရီပီတာလမ်နဲ့အရှုပ်တော်ပုံဖြစ်ပြီးနောက်ဂျပန်မှာလုပ်ခဲ့တဲ့ project တချို့နဲ့အထူးဧည့်သည်ပါဝင်မှုတချို့ကလွဲလို့သူမရဲ့ရုပ်ရှင်လုပ်ငန်းက10စုနဲ့တခုကျော်တာကြာမြင့်ခဲ့ပါရီအဲ့ဒီအချိန်တစ်လျှောက်လုံးဂျိုဝမ်ဟာဟောင်ကောင်ရုပ်ရှင်လောကကကျိုးဆွဲချထားတဲ့ရုပ်တရုပ်လိုဖြစ်နေခဲ့ပါရီကိုဘာသာပိုင်ဆိုင်တဲ့အချိန်10မိနစ်တောင်မရှိပဲတခြားသူတွေစီစဉ်ပေးတဲ့ပြည့်ကျက်နေတဲ့အချိန်စရာဝေကိုသာလိုက်နာခဲ့ပါရီ12နှစ်အကြာရုပ်မြင့်တန်ကြားအစီအစဉ်တစ်ခုမှာမင်းသမီးဟာရီမော်ပြီးအမျိုးသမီးတွေကနောက်ဆုံးတော့အိမ်ထောင်ပြရအောင်မှာပဲလို့ပြောခဲ့ဖူးပါရီအခုတော့သူမပြန်ရောက်လာတဲ့အခါမှာအိမ်ထောင်ဆွဲစက်ကလုံးကကျမရဲ့အဘိဓာန်ထဲမှာမရှိဘူးလို့ကြေညာခဲ့ပါရီမကြသိမီကအာရှရဲ့အလားဆုံးအမျိုးသမီးဟာသူမရဲ့ social media မှာဓာတ်ပုံအသစ်တင်တဲ့အခါမှာတော့လူထုဆွေးနွေးမှုဖြစ်ပေါ်စေခဲ့ပါရီအသက်58နှစ်အရွယ်မှာဂျိုဝမ်ကဖြူစင်ချောမေးတဲ့အသားရည်ကိုထိမ့်သိမ်းထားနိုင်စေဖြစ်ပေမဲ့သူမရဲ့မျက်နှာကပရိသတ်တွေမမှတ်မိနိုင်လောက်အောင်အများကြီးပြောင်းလဲသွားခဲ့ပါပြီအများစုကသူမရဲ့မျက်နှာဟာတောင့်တင်းပြီးတော့ပုံပြက်နေပုံရတယ်လို့မှတ်ချက်ပေးခဲ့ကြပါရီ Shiny Ghost Story ရဲ့အလားပိုင်ရှင်ဟာသူမရဲ့ပြောင်းလဲမှုကိုလက်ခံထားပုံရပါရီ။ online အသုံးပြုသူတွေရဲ့ပြောစကားအရသူမဓာတ်ပုံတင်တိုင်းပုံမှန်တရံကမတူညီဘူးလို့ဆိုပါရီဒီအပြောင်းလဲဟာအလားပြင်ခွဲစိတ်မှုရဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်တယ်လို့ယုံကြည်ရပါရီ2013မှာသူမကနေဒါမှာဖြစ်ခဲ့တဲ့ကားမတော်တဆမှုကြောင့်သူမရဲ့မျက်နှာပြက်စီးခဲ့ပြီးတော့ခွဲစိတ်ပြုပြင်ဖို့လိုအပ်ခဲ့ပါရီသူမအသက်ကြီးလာတာနဲ့အမျှခွဲစိတ်မှုရဲ့အမှတ်အတောက်ဝေကပို့ပြီးထင်ရှားခဲ့ပါရီလက်ရှိမှာဂျိုဝမ်ကသားသမီးမရှိဘဲတကူတဲ့အမျိုးသမီးအဖြစ်နေထိုင်နေခဲ့ပါရီအသက်58နှစ်မှာဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီးတော့ဘာသာရေးဆိုင်ရာလှုပ်ရှားမှုရဲ့မှာမကြာခဏပါဝင်ပါရီအပြင်ကိုတိတ်မထွက်ပါဘူးအချိန်အများစုကိုတရားစာရုပ်ဖတ်တာနဲ့တရားပွဲတက်ရောက်ရှင်တဲ့ကနေဒါမှာရှိတဲ့တရုတ်လူမျိုးအတိုင်းအဝန်းမှာပရိဟိတလုပ်ငန်းတွေလှုပ်ဆောင်ဖို့အတွက်မြုပ်နှံထားပါရီမင်းသမီးရဲ့အဆိုအရဒီဘာသာရေးခရီးကသူမရဲ့စိတ်ဝိညာဉ်ကိုပုံမပေါ့ပါငြိမ်းချမ်းစေဖို့အတွက်ကူညီပေးခဲ့ပါရီသူမအလူတိရှင်ကြားထွက်ပေါ်လာတာရှားပါတဲ့အခိုက်အတန့်တွေအထက်ကတခုကတော့ဒီနေ့အစောပိုင်းကဖះเจ้าတစ်ခုမှာရိုက်ကူးခဲ့တဲ့ဗီဒီယိုတစ်ခုပါသူမကိုနှစ်သက်ဆုတောင်းကဘာလဲလို့မေးတဲ့ခါမှာသူမကတော့ကဘာကြီးငိမ့်ချမ်းပါစေကတ်ယောဂပျောက်ကွယ်ပါစေလူဝိုင်းကျမ်းမာပါစေလို့ဆုတောင်းတဲ့အကြောင်းပြန်ဖြေခဲ့ပါရီတခြားအင်တာဗျူးမှာဂျိုဝမ်ကကျမ်းမာတဲ့ဘဝနေထိုင်မှုရဲ့အလိုအပ်ချက်ကတော့ရိုးရှင်းတဲ့ဘဝနဲ့ကျင့်တဲ့နေရှင်ဖြစ်တယ်လို့ထုတ်ဖော်ပြောပြခဲ့ပါရီသူမကဘယ်သူနဲ့မှချစ်သူရည်စားမဖြစ်ပါဘူးအခုလည်းမဟုတ်ပါဘူးနောက်လည်းမဟုတ်ဘူးလို့အတီးပြုပြောကြားခဲ့ပါရီအမှန်တရားကတော့အချစ်နဲ့အိမ်တော်ရေးအိမ်မက်ဟာသူမအသက်30ပြည့်တဲ့အချိန်မှာပိတ်သွားခဲ့တာပါ2016ခုနှစ်မှာသူမဖခင်ကွယ်လွန်ပြီးနောက်ဂျိုဝမ်ကမိခင်နဲ့ပြန်နေဖို့ပြောင်းရွှေ့ခဲ့ပါရီတခါတလေလူတွေကသူမကိုတခြားတွေ့လို့ပဲဘတ်စကာစီတာတာမန်ဈေးဝယ်ထွက်တာတွေကိုတွေ့ရတတ်ပါရီမင်းသမီးဟာတစ်ချိန်ကပျော်ရွှင်မှုစွာရိုးရှင်းစွာနေထိုင်ခြင်းပါပဲပျော်ရွှင်စွာနဲ့တာမန်အတိုင်းနေထိုင်ခြင်းကတန်ဖို့အရှိဆုံးလက်ဆောင်ပါပဲလို့မျှဝေခဲ့ပါရီကြော်ကြားမှုရဲ့အထွတ်အထိပ်ကနေရိုးရှင်းတဲ့ဘဝစီကိုဒါဟာလွတ်ရှာခြင်းလားဒါမှမဟုတ်ဂျိုဝမ်နောက်ဆုံးမှာရှာတွေ့ခဲ့တဲ့စစ်မှန်တဲ့ပျော်ရွှင်မှုလားကြည့်ရှုရပရိသတ်များအားလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာ